တားလေးမွေးပေးရဲ့ခိုမငိန်တန်းတို့အမေရတဲ့ရွာလေးမှာခိုမလေးတစ်ကောင်နေထိုင်တာပေါ့အဲ့ဒီခိုမကအခြားကိုတွေထက်ကြီးပါတယ်သူမကရွာကိုဘလို့ရောက်လာတာလဲဆိုတာဘယ်သူမှမသိပါဘူးခိုမနေထိုင်တဲ့တပ်ပင်ရဲ့အနားမှာအိမ်တအိမ်ရှိပါတယ်အဲ့ဒီအိမ်မှာမြင်းမြင်းနဲ့မမောင်တို့နေထိုင်ကြပါတယ်ဟေးဟိုမှာကြည့်ပါအောင်ခိုမပြန်ရောက်လာပြီဟုတ်တယ်နော်အဲ့ခိုမအရင်ဘဝကတော့လူဖြစ်ခဲ့ရလို့ကြားဘူးတယ်ဟုတ်လားအဲ့လိုလားအဲ့လိုမျိုးလူတွေပြောကြတာပဲဒီခိုမရွာမှာရှိနေတာနှစ်တွေရှိနေပြီဒါပေမဲ့အခြားကိုတွေနဲ့တိတ်မရောတော့ तू ကအခုထိဥတလုံးတောင်မဥရသေးဘူးအဲ့ဟာဘလို့ခိုမမျိုးလဲအဲ့ဟာနားထောင်ပြီးတော့မြင်းမြင့်ကတိတ်ဆိတ်သွားပါ යි သူမကလည်းစိတ်ထိခိုက်သွားပါ යි မြင်းမြင့်ကလည်းကလေးမမွေးနိုင်တာကြောင့်ပဲဖြစ်ပါ යි အဲ့ဒါကြောင့်သူမကအမြဲတမ်းဝမ်းနေနေလေးရှိပါ යි သူမရဲ့ရခမတော်ကြီးကလည်းသူမကိုအပြစ်ဆိုလေးရှိပါ යි အမြုံမမင်္ဂလာဆောင်မိရပြင်9နှစ်ကြာသွားပြီ哦အခုထိမြေးယောက်ျားလေးမပြောနဲ့မြေးမလေးကမမွေးပေးနိုင်ဘာလို့အဲ့လိုပြောရလဲအမေကျမမြုံနေရဲဆိုတာကိုသိမှမသိအားနေကအားလုံးသိထားပြီးတော့မှတမင်တက်တက်ငါ့ရဲ့သားလှည့်စားလိုက်တာမဟုတ်ရင်နေကိုဘယ်သူကမင်္ဂလာဆောင်ပါလဲအဲ့လိုမျိုးဒေါ်ကြီးကမြင့်မြင့်ကိုနှိမ့်လိုက်စိတ်ပိုင်းဆိုင်ရာနဲ့နှိမ့်ဆက်နေရပေါ့မြင့်မြင့်ကမမောင်ကိုအဲ့ဒီအကြောင်းတွေကိုပြောပြတဲ့အခါတိုင်းမမောင်ကလည်းပြောလိုက်ပါရဲ့အမေကအဲ့လိုပဲဆိုတော့နင်းတိသားပဲဟာသူမရဲ့စကားတွေကိုနားတစ်ဖက်ကနေနားထောင်ပြီးနောက်တစ်ဖက်ကနေထုတ်လိုက်ပါဒါပေမဲ့မမောင်ကိုဘသူကရှင်းပြမှာလဲတကယ်လို့လူတစ်ယောက်ကအကြောင်းတစ်ခုပေါ်မှာပဲအမြဲတမ်းအပြစ်တင်ခံနေရရင်ဘလောက်တောင်ဝမ်းနေဖို့ကောင်းတယ်လဲဆိုတာကိုပေါ့မြင့်မြင့်ကအစိတ်ညစ်တာကြောင့်တညလုံးအိတ်မပြောခဲ့ပါဘူးသူမကနေမကောင်းဖြစ်လာတာပေါ့ညာဘက်သူမအိတ်ဖို့လုံနေတဲ့အချိန်အဲ့ဒီခိုမကစဉ်းစားလိုက်ပါရဲ့ငါနဲ့အဲ့ဒီခိုမရဲ့အခြေအနေကအတူတူပဲငါတို့နှစ်ယောက်ကအမေမဖြစ်နိုင်ဘူးမမောင်ကနစ်နစ်ချက်ချက်အိပ်ပျော်နေပါရဲ့အဲ့ဒီချိန်မှာအခန်းရဲ့ပလင်းပေါက်နာကိုခိုမကရောက်လာပြီးတော့မြင့်မြင့်ကိုခေါ်ပါအောင်တယ်မြင့်မြင့်အပြင်ကိုကြည့်ပါဦးငါပါမြင့်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 ကလန့်သွားပြီးတော့ပလင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့ခိုမကစကားပြောနိုင်တာကိုကြည့်ပြီးအံ့ဩသွားပါရဲ့အဲ့ချိန်မှာသူမကပြောလိုက်ပါရဲ့နေစကားပြောနိုင်နေပေါ့ဟုတ်တယ်မြင့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 ်အပြင်ထွက်လာခဲ့နေကိုစကားပြောကြရှိရဲ့မြင့်မြင့်ကအပြင်ကိုထွက်လာခဲ့ပါရဲ့ဘာပြောချင်လို့လဲခိုမပြောလေမြင့်မြင့်ငါအမေတယောက်ဖြစ်ချင်တယ်ငါနင်းရဲ့ကလေးကိုမွေးပေးချင်တယ်ငါရဲ့ကလေးကိုနေဘလို့မွေးပေးမှာလဲအဲ့ဟာဘလို့ဖြစ်နိုင်မှာလဲဒီနေ့ခေတ်လောကကြီးကအကုန်လုံးဖြစ်နိုင်ပါရဲ့နေနင်းရဲ့ယောက်ျားကိုပဲလက်ခံလာလုပ်လိုက်ငါလည်းနေ့လိုမျိုးအမျိုးသမီးတယောက်ပဲနင်ပါပြောနေရလဲငါလိုမျိုးအမျိုးသမီးတယောက်ဆိုရင်ဘာလို့ခုမှဖြစ်သွားလဲဒါဆိုနားထောင်ခုမကပြောပြပါရယ်သူကအရင်ဘဝတုန်းကအမျိုးသမီးတယောက်ဖြစ်ပြီးတော့သူမရဲ့နာမည်ကဆုလိုက်မဲဖြစ်ပါရဲ့သူမမှာကလေးနှစ်ယောက်ရှိပါရဲ့ယောက်ျားတစ်ယောက်နဲ့ယောက်ခမတစ်ယောက်လည်းရှိရပေါ့ဆုလိုင်ကပျော်ကြကောင်းတဲ့ဘဝကိုရှင်းတန်နေပါရဲ့တရက်တော့သူမရဲ့ယောက်ျားမင်းမင်းကပြောလိုက်ပါရဲ့ဆုလိုင်ငါတို့နောက်ထပ်ကလေးတစ်ယောက်ယူရင်ကောင်းမယ်လို့ထင်တယ်နောက်ထပ်ကလေးတစ်ယောက်ဒါပေမဲ့ငါတို့သူ့ကိုဘယ်လိုပြုစုမှာလဲသူကားမယ်တော့ငါအမေဖြစ်ခွင့်ပေးပြီမဲ့လေကလေး၃ယောက်ကိုပြုစုဖို့အတွက်ပတ်စံဘယ်ဟာရနေမှာလဲငါပို့ပြီးအလုပ်လုပ်မယ်လေပို့ပြီးတော့လစာတွေရှာလာခဲ့မယ်လေနေစိတ်မပူပါနဲ့ဆုလိုင်ငါအားလုံးကြည့်လုပ်လိုက်မယ်ဆုလိုင်ကကလေးယူဖို့အတွက်လက်ခံလိုက်ပါရဲ့သူမကဒုကားမယ်တော်ကိုစီးကပ်ကိုးကွယ်တဲ့သူပေါ့သူမကအမြဲတမ်းဒုကားမယ်တော်ကိုပူဇော်လေးရှိပြီးဒုကားမယ်တော်စီကနေသမီးတယောက်ကိုတောင်းလိုက်ပါရဲ့သူမကကိုဝင်လဲရသွားခဲ့ပါရဲ့ကိုလာကြပြီးနောက်သူမကသမီးလေးတယောက်ကိုဖွားမြင်လိုက်ပါရဲ့အဲ့တဲ့အရင်ကဆုလိုင်မှာတားနှစ်ယောက်ရှိရပေါ့ပထမဦးဆုံးအချိန်သမီးလေးကိုကြည့်ပြီးတော့သူကငိုချလိုက်ပါရဲ့ငါရဲ့သမီးငါရဲ့ကလေးသမီးကိုအမေအမြဲတမ်းရင်ခွင်ထဲပဲထားမှာပါအမေကသမီးကိုအများကြီးချစ်ပေးပါမယ်အိမ်မှာအကောင်လုံးကအရန်ကုန်ဝမ်းသာနေကြတာပေါ့ဒါပေမဲ့နောက်တရက်မှာမိုးတီးထန်စွာရွာလိုက်တာကြောင့်တရွာလုံးကရေအောင်မြုပ်သွားပါရဲ့လေယာရီကလည်းနစ်မြုပ်သွားခဲ့ပါရဲ့နောက်တော့သူတို့ကစိုးရိမ်သွားကြပါရဲ့ဖះကြီးဒါဘာဖြစ်သွားရလဲမကြသေးခင်ကမှကျွန်တော်ရဲ့သမီးလေးကိုဖွားမြင်ထားတာအခုကျွန်တော်ပတ်စံတွေပို့ပြီးလိုအပ်တယ်ဒီမှာတော့လေယာတစ်ခုလုံးနှစ်သွားပြီမင်းမရငိုနေပါရဲ့ဆုလိုင်ကလည်းငိုနေပါတယ်ဒါပေမဲ့သူမတို့ရဲ့မွေးခါစားသမီးလေးအတွက်ဆေးရောအင်ကြီးတွေရောဝယ်ဖို့အတွက်ပတ်စံလိုအပ်တာပေါ့အဲ့ဒါကြောင့်မင်းကမြေပိုင်ရှင်စီကနေပတ်စံချေးလိုက်ပါတယ်မြေပိုင်ရှင်ကြီးကြီးပတ်စံနည်းနည်းလောက်ပေးပါလားလာအနေငယ်ကြရင်ပြန်ပေးပါမယ်ကောင်းပြီလေပတ်စံယူသွားလိုက်ငါနေ့ကို2လအချိန်ပေးမယ်2လအတွင်းမှာပတ်စံမပေးနိုင်ငါတမိသားစုလို့အဆုံးသတ်ပေးလိုက်မယ်မင်းကပတ်စံယူပြီးတော့ပြန်လာခဲ့ပါတယ်သူက1လအတွင်းလေယာတွေလည်းပြန်ကောင်းသွားပြီးစပားတွေလည်းပြန်ဆိုင်လို့ရမယ်လို့မျှော်လင့်ထားပါတယ်ဒါပေမဲ့အဲ့လိုမျိုးမဖြစ်ခဲ့ပါဘူးမိုးတီးထန်စွာရွာသွန်းတာကြောင့်ရေတွေလည်းထက်ကြီးလာပါတယ်အချိန်ကလည်း1လကုန်ဆုံးသွားခဲ့ပါတယ်
မိမိကအခုတော့စိတ်ကုန်နေပါရဲ့တလားတောင်ကုံဆုံးသွားခဲ့ပြီအခုချိန်ထိလဲရထဲမှာရေရွရလည်းမစင်းသေးဘူးအခုငါဘလို့မျိုးမြေပိုင်ရှင်ရဲ့ပတ်စံကိုပြန်ပေးရတော့မှလဲသူကမဲတော့အပေါ်ပဲယုံကြည်ထားပါမဲတော့ကအားလုံးကောင်းလုပ်ပေးပါလိမ့်မယ်ဒါပေမဲ့လည်းနောက်ထပ်တစ်လအထိလဲရတဲ့ရေတွေကမစင်းခဲ့ပါဘူးမြေပိုင်ရှင်ကိုပေးထားတဲ့အချိန်က2လလေးကုံဆုံးသွားခဲ့ပါပြီမြေပိုင်ရှင်ကမိမိရဲ့အိမ်ကိုရှောက်လာခဲ့ပါရဲ့မိမိ2လကုန်သွားပြီအခုငါရဲ့ပတ်စံထုတ်ပြီးတော့လဲရထဲမှာရေမစင်းသေးဘူးဆရာရဲ့ဘယ်ကနေပတ်စံရှာပြရမှာလဲဆရာကျွန်တော်နောက်ထပ်အချိန်2လလောက်ပေးပါလားအဲ့အောင်နားထောင်ပြီးတော့မြေပိုင်ရှင်ကြီးကဒေါသထွက်သွားပါတော့တယ်ဟုတ်လားငါ့ကိုလာပြီးလှည့်စားနေရပေါ့နေပတ်စံပြန်မပေးဘူးဆိုတော့ငါကောင်းကောင်းညှိသိရဲ့ငါနေကိုအလွတ်မပေးနိုင်မြေပိုင်ရှင်ကြီးကမိမိကိုရိုက်ဖို့လုပ်တဲ့အချိန်စုလိုင်ကမြေရှင်ကြီးရဲ့ခြေထောက်ကိုကန်လိုက်ပါရဲ့ကျမရဲ့ယောက်ျားကိုလွတ်ပေးပါမြေရှင်ကြီးရဲ့ကျမတို့ကမွေးကစားသမီးလေးအတွက်ပတ်စံရှိလိုက်တာပါပြီးတော့အချိန်နဲ့နဲ့လောက်ရွှေ့ဆိုင်ပေးပါဟုတ်လားဒါဆိုပတ်စံမွေးကစားသမီးလေးအတွက်လားဒါဆိုရင်နေ့ရဲ့သမီးလေးတိမ်မပဲရတော့မယ်အဲ့လိုပြောပြီးမြေရှင်ကြီးကစုလိုင်ရဲ့ရင်ခွင်ကနေသူမရဲ့ကလေးကိုလွတ်ယူလိုက်ပြီးတော့မြေပေါ်ကိုပစ်ချလိုက်ပါစုလိုင်ရဲ့သမီးလေးကလည်းတိတ်ဆုံးသွားခဲ့ရပေါ့သမီးလေးငါရဲ့သမီးလေးမဖြစ်နိုင်ဘူးစုလိုင်ကတိတ်ဆုံးသွားတဲ့သမီးလေးကိုရင်ခွင်ထဲမှာရှိထားပြီးတော့ငိုနေပါရဲအဲ့အောင်ကြည့်ပြီးတော့မြေရှင်ကဝမ်းသာနေပါတယ်သူကလည်းရဲလိုက်ပါတယ်အတော်လေးကိုကောင်းသွားတာပဲငါရဲ့ပတ်စံပြန်မပြီးမှတော့အဲ့လိုပဲဖြစ်မှာပေါ့ငါရဲ့ပတ်စံပြန်မပြီးမှတော့အဲ့လိုပဲဖြစ်မှာပေါ့စုလိုင်ကဒေါသထွက်သွားပါတယ်နေ့ရဲ့ပတ်စံငါရဲ့သမီးလေးအသက်ထက်ပိုအရေးကြီးနေလို့လားယူလိုက်အနားမှာရှိတဲ့ကြောက်ခဲကိုယူပြီးတော့မြေရှင်ရဲ့ခေါင်းကိုထုလိုက်ပါတယ်မြေရှင်ရဲ့ခေါင်းကနေသွေးတွေလည်းစီးကျလာပါတယ်နေငါ့ကိုထုတယ်ပေါ့မြေရှင်စီမှာတနက်ကလည်းရှိပါတယ်သူကစုလိုင်ကိုတနက်နဲ့ပစ်လိုက်ပါတယ်စုလိုင်ကလည်းတိတ်ဆုံးသွားခဲ့ပါတယ်မြေရှင်လည်းခဏတာနာကျင်ပြီးနောက်တိတ်ဆုံးသွားခဲ့ပါတယ်စုလိုင်ရဲ့ဝင်းကြီးကဓာတ်ရိုက်ဒုကမေရောစီကိုရောက်သွားခဲ့ပါတယ်ဒုကမေရောကစုလိုင်ကိုစိတ်ဆိုးနေရပေါ့သူမကလည်းပြောလိုက်ပါတယ်စုလိုင်နေလောက်ခဲ့အရာမှားတယ်ဒါပေမဲ့အဲ့မြေရှင်ကကျမရဲ့သမီးလေးကိုတတ်လိုက်တယ်လေသူ့ကိုအပြစ်ပေးရမှာငါရဲ့အလုပ်လေနေရဲ့အလုပ်မဟုတ်ဘူးနေလောက်ခဲ့အရာအပြစ်တွေပဲတက်ရှိကြံကိုတတ်တာအောင်အပြစ်ပဲခွင့်လွှတ်ပေးပါတော့ဒုကမေရောကျမမှားသွားခဲ့ပါတယ်ဒါပေမဲ့ကျမရဲ့သမီးလို့ကျမပြန်လို့ခြင်းနဲ့နင်းရဲ့သမီးကိုအလွယ်တကူပြန်မရနိုင်တော့နင်းကိုခိုးမလုပ်ပြီးတော့မြေပေါ်လွတ်ပေးမယ်နင်းအိမ်မှာလူသားတယောက်ကိုကူညီပေးရမယ်လူတယောက်ကိုပြန်ပြီးမွေးဖွားပေးဖို့အတွက်ကူညီပေးရမယ်အဲ့ဟာမှနင်းရဲ့အရင်ခန္ဓာကိုပြန်ပိုင်ဆိုင်ရလိမ့်မယ်ပြီးတော့နင်းရဲ့သမီးလေးလည်းပြန်ရလိမ့်မယ်အဲ့လိုပြောပြီးဒုကားမေရောကစုလိုင်ကိုခုမအသွင်လောက်ပြီးမြေပြင်ပေါ်ကိုလွတ်လိုက်ပါတယ်အဲ့ဒီချိန်တည်းကစုလိုင်ကခုမအသွင်နဲ့ရွာမှာနေထိုင်နေရပေါ့အဲ့ဟာတွေနားထောင်ပြီးမြင့်မြင့်ကမျက်ရည်တွေကျလာပါတယ်ခိုးမကလည်းငိုသွားပါရဲ့သူမကလည်းပြောလိုက်ပါတယ်မြင့်မြင့်နင်ကမနဲ့ပြင်မဲ့စေးရုံခေါ်သွားပေးပါငါရဲ့တိုင်ကတက်ရှိကြောက်ကိုဖွားမြင်ပေးဖို့အတွက်အသင့်ပဲကောင်းပြီကျမမနဲ့ပြန်ကြရင်ကျမယောက်ျားပြောပြလိုက်မယ်နောက်တည့်ရက်ရောက်တော့မြင့်မြင့်ကမမောင်ကိုပြောပြလိုက်ပါတယ်မမောင်လည်းလန့်သွားပါတယ်ဒါပေမဲ့လည်းကလေးတယောက်ကိုသူကလိုချင်နေပါတယ်မမောင်နဲ့မြင့်မြင့်ကခိုးမလေးကိုစေးရုံခေါ်သွားလိုက်ပါတယ်စေးရုံမှာဆရာဝန်ကခိုးမရဲ့တဲ့အိမ်ကိုစစ်ကြည့်ပြီးတော့ပြောလိုက်ပါတယ်ဝါဒီခိုးမရဲ့တဲ့အိမ်ကတကယ်ကိုကလေးတယောက်မွေးနေတာပဲဒါဆိုရင်ကျွန်တော်တို့ရဲ့ကလေးကအဲ့ဒီမှာကြီးထွားလာနိုင်လားဟုတ်တယ်ငါဒီနေ့ပဲပြင်ဆင်လိုက်မယ်ဆရာဝန်ကမမောင်စီကနေတုပ်ပိုးယူလိုက်ပြီးမြင့်မြင့်စီကနေမျိုးဥယူလိုက်ပါတယ်နှစ်ခုလုံးပေါင်းပြီးတော့ခိုးမရဲ့တဲ့အိမ်ထဲကိုထည့်လိုက်ပါတယ်နှစ်ရက်အတွင်းမှာခိုးမကကိုဝင်ရသွားပြီးတော့အန်ဒီပါရယ်ခိုးမကြီးနေငါတို့နဲ့အတူဒီမှာနေထိုင်မှာငါတို့နဲ့ကိုစောက်ရှောက်ပေးပါမယ်ခိုးမကအဲ့ဒီအိမ်မှာနေထိုင်လိုက်ပါရယ်မြင့်မြင့်ကအချိန်နဲ့သူမကိုအစာကျွေးပါရယ်ကိုလာကြပြီးနောက်ခိုးမကသားလေးတစ်ကောင်ကိုဖွားမြင်လာခဲ့ပါတယ်သူတို့ကသားတယောက်ရောက်ရှိလာတာကြောင့်မြင့်မြင့်နဲ့မမောင်တို့ကလည်းပျော်ရွှင်သွားကြပါတယ်ဒူကားမေရောရဲ့ကျိန်စာကလည်းပျောက်ကွယ်သွားပြီးတော့ခိုးမကနေပြန်ပြီးလူဖြစ်သွားပါရယ်သူမကပြန်ပြီးစုလိုက်ပြန်ဖြစ်သွားပြီးတော့သူမရဲ့သမီးလေးကလည်းသူမရဲ့ရင်ခွင်ထဲကိုပြန်ရောက်လာခဲ့ပါတယ်သမီးလေးငါရဲ့သမီးလေးဒါပေမဲ့ငါဘယ်ကိုသွားရမှာလဲငါရဲ့မိသားစုကလည်းကွယ်လွန်သွားတာကြာနေလောက်ပြီးအားလုံးလေးတည်ဆုံးသွားပြီးငါယောက်ျားမရှိရဲ့အမေကြောက်ဖြစ်နေဘယ်ကိုသွားရမှာလဲနေဒီမှာပဲနေပါစုလိုက်ဒီနေ့စပြီးဒါလည်းနေ့ရဲ့အိမ်ပဲငါရဲ့ယောက်ျားနဲ့မင်္ဂလာဆောင်လိုက်ပါစုလိုင်ကမြင့်မြင့်ပြောတဲ့အတိုင်းမင်္ဂလာဆောင်လိုက်ပါရယ်ဒေါ်ကြီးကမြေးယောက်ျားလေးနဲ့မြေးမလေးလည်းရရှိသွားပါတယ်ပြီးတော့အားလုံးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါရယ်